အားလုံးပဲမင်္ဂလာပါရှင်ယခုတစ်ခေါက်မှာတော့ဇလန်တရုတ်ဖော်မိမန်းလေးတောင်ငူရဲ့ကာတွန်းလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်ခေါင်းစဉ်လေးကဘဝချချစ်သူတခါကဇေယခင်ဦးတိုင်းပြည်ပြည့်ရှင်မှာလပငယ်ရွယ်တဲ့ရွှေတင်စာညီတော်မိဖုရားလေးတစ်ပါးရှိတယ်ငယ်ရွယ်လပလို့အခြားမိဖုရားတွေထက်ဘယင်ကြီးကဒီမိဖုရားလေးကိုပိုချစ်တာပေါ့ချစ်လေးအတွက်ပြီးတန်းတဲ့စိန်ဆွဲကြိုးလေးဒီတော့အခြားမိဖုရားတွေမကျေနပ်ကြဘူးပြည့်ရှင်ကြီးရဲ့သူဝမ်းတော်လာတော့ဒီကဒေဝီကြီးပဲအညစ်အကြေးလုပ်ပေးရတဲ့မျက်နာကိုမှမထောက်နောက်မှလာတဲ့ရွှေတင်စာပဲရွှေတင်စာကဒေဝီကြီးထက်ငယ်တယ်လေနှုတယ်လေမကျင်နဲ့ပေမဲ့မပြောရကြဘူးရွှေတင်စာလေးပြီးရင်ရွှေကိုတော်ကြီးနဲ့နန်းသွေးပန်းဥယျာဉ်မှာရှောက်လိမ့်မယ်တားရမှာရှည်ညောင်းတော်မူတယ်ဒါဆိုရွှေကိုတော်ကြီးထမ်းခေါ်မယ်ဤတော့ဖြင့်ဘယင်ကြီးဟာရွှေတင်စာလေးနဲ့နန်းသွေးပန်းဥယျာဉ်မှာနေ့တိုင်းပန်းခူးပျော်ပါရင်တနေ့ရွှေတင်စာအပူချက်အပြင်းဖြားရင်စီးတော့ပါကွယ်မတော့ချင်ပါဘူးဆိုဆုံးပါသွားရာရွှေတင်စာကိုတိတ်ချစ်တဲ့ဘယင်ကြီးကတောကပွေပြီးရွှေတင်စာလေးရဲ့ရွှေကိုတော်ကြီးကိုထားခဲ့ပြီပေါ့မရတယူတာပေါ့အရှင်မင်းကြီးတရားနဲ့ဖြေပါတင်စာလေးကိုတကြိုဖို့ဘယ်တုတ်တန်ဘာငါချစ်ဆုံးမိဖုရားလေးကိုဘာလို့အတုတ်တန်မှာတင်းကြိုရမှာလဲဒါဆိုမိဖုရားငယ်လေးကိုဘယ်မှာတကြိုရမှာလဲဖုရားနန်းတော်ဥယျာဉ်တော်မှာမသိမြတ်เจ้าမှာဖုရားနန်းသွင်းဥယျာဉ်တော်ဟာတိမ့်သူပြူပြည်သားတွေအပန်းဖြေကြပန်းခူးကြပျော်ရွှင်ကြတဲ့ပန်းဥယျာဉ်တော်ပါအဲ့ဒါငါမသိဘူးငါနေ့တိုင်းငါအချက်လေးအုပ်ကူမှာအလွမ်းဖြေဖို့တွားငိုဖို့နန်းသွင်းဥယျာဉ်တော်မှာတကြိုဒါအမိုက်ပဲတော့ကနေမို့အမားတွေမိမိတာထင်ပါရဲ့စဉ်းစားပါပြည့်ရှင်လူမျိုးဘာသာမရွေးဘယ်နိုင်ငံသားဖြစ်ဖြစ်တည်ဆုံးရင်တကြိုမှတင်းချိုင်းမှာတကြိုရတာပါပဲဟဲမစင်းစားနိုင်ဘူးငါအချစ်လေးနဲ့မတည်ခင်ကနေ့တိုင်းပျော်ပါခဲ့တဲ့နန်းသွင်းဥယျာဉ်တော်မှာပဲသူ့ကိုတကြိုဒါငါအမိတ်မှန်ပါအဲ့ဒါလိုနဲ့ဘယင်ကြီးတဘောအတိုင်းနန်းသွင်းဥယျာဉ်တော်မှာတကြိုဂူသွင်းပြတ်တက်ဆောက်ပြီးဘယင်ကြီးဟာရွှေတင်စာဂူပြတ်တက်မှာနေ့တိုင်းတွားငိုတာကြောင့်ရွှေတင်စာလေးရဲ့ရွှေကိုယ်တော်ကြီးတရားနဲ့ဖြေလဲမရပါဘူးကွယ်တိုင်းရေးကိစ္စတွေလိဟင်းကုန်တဲ့အပြင်မိဖုရားကောင်းဒေဝီကြီးကုသလောတိုင်းပြည်မှာယောဂထူပြောပြီးလူတွေတည်လိုက်ကြတာယောဂစမ်းတွေနဲ့အော်စရာဒေဝီကြီးလည်းဒါတွေပပြအောင်ပရိတ်စုပေါင်းရွတ်မလို့ပြည့်ရှင်ဘရင်ကြီးကိုတိုင်ပင်တော့မရွတ်နဲ့ပရိတ်ရွတ်နေရင်ဖျားတရားတန်ကြောင့်နန်းသွင်းဥယျာဉ်ကူပြတ်တက်သေးကငါရွှေတင်စာတရေဝိညာဉ်လေးပျောက်သွားလိုက်မယ်ခုငါနေ့တိုင်းရွှေတင်စာပြတ်တက်မှာတွားငိုတာရွှေတင်စာကတရေဖြစ်နေလို့ငါကိုရောင်ပြတယ်ရွှေတင်စာငါနဲ့ရွှေတင်စာဝိညာဉ်နေ့တိုင်းစိန်ပြေးတိုင်းကစားရတာပျော်စရာကောင်းပြီးစိတ်ဖြေရတာမို့ပရိတ်ရွရင်ဝိညာဉ်လေးပျောက်ကွယ်သွားလိမ့်မယ်မရွတ်နဲ့ဟဲအဲ့လိုပြောလို့သူ့တဘောသိမရွတ်ပဲထားလိုက်ပါတော့ရွှေတင်စာကိုတည်တဲ့အထိသူဆွဲလန်းတုံးပဲလေနောင်သိမ့်သူပြီးသွားအတွက်အန္တရာယ်ပဲနန်းသွင်းဥယျာဉ်တော်မှာရွှေတင်စာဤဂူပြတဲ့ကြောင့်လူတွေကတော်ကကြောက်ကိုနန်းသွင်းဥယျာဉ်ထဲချင်းပေးမဲ့အဲ့ဒီတရေ6တယ်ပြောကြလို့ကြောက်တယ်ဒါဆိုတို့နေ့အိမ်မှာမောင်းထောင်းခုပင်းရင်ချစ်စကားပြောမယ်အဲ့လိုနဲ့တညပြရှင်မင်းကြီးအိမ်မက်ထဲရွှေတင်စာနဲ့ငါကဲနေတာဘယ်ကောင်ငါ့အောင်နိုးတာလဲကျွန်တော်မျိုးနန်းသွင်းဥယျာဉ်တော်ဆောက်နတ်မင်းပါအရှင်မင်းကဘာလို့ငါ့အောင်နိုးတာလဲဘာကိစ္စလဲအရှင်မင်းကြီးကနန်းသွင်းဥယျာဉ်မှာရွှေတင်စာလေးကူတည်ထားတော့ဥယျာဉ်တော်ဟာတင်းကျင်းဖြစ်ပြီးဥယျာဉ်တော်ဆောက်ရှောက်တဲ့ကျွန်တော်မျိုးမင်္ဂလာမရှိတဲ့နေရာမနေဝွန့်ပေါင်း
ဒီထက်အရေးကြီးတာကဒီကိစ္စကြရင်အရှင်မင်းကြီးအသက်အန္တရာယ်ဆိုးရင်ရမှာမို့လာအတိပေးတာဟမ်ဘလို့အနေရလဲအဖြစ်မှန်သိချင်ရင်မင်းကြီးကိုနတ်တို့တကိုးနဲ့နတ်မျက်စိအလင်းပေးလိုက်ပြီးရွှေတင်စာကူရှိရာနန်းသွင်းဥယျာဉ်ကိုအခြေအနေသွားကြည့်ပြီးတော့ဘုရင်ကြီးမှာနတ်မျက်စိအလင်းဖြင့်ဥယျာဉ်တော်တို့ညသွင်းခြင်းအခြားလူများမသိအောင်အသွားမျက်စိနဲ့ဆိုရွှေတင်စာကခုဘဝလက်ရှိငါမြင်ရမှာပေါ့အရင်လိုလသေးလားချောသေးလားလမ်းတွေဟီဟောအမလေးဒါဒီဘာတွေလဲနာဘာဝဒီလိုပဲငါတိမ့်ပြီတွင်ပျော်မှုနေလိုက်ကြတာနာဘာဝတွေပဲလေသူတို့ကိုတာမန်လူတွေမြင်ရဘူးအရှင်ကနတ်မျက်စိပေးထားလို့မြင်ရတာဒါဆိုမင်းဥယျာဉ်ဆောက်နေပဲသူတို့ကိုမောင်းထုတ်ပါလားကြောက်လိုက်တာလူမင်းဖုန်ကြီးနဲ့မင်းမနေနိုင်ဆိုသလိုပဲအရှင်ပဲမင်္ဂလာမရှိတဲ့ရွှေတင်စာအလောင်းနန်းသွင်းဥယျာဉ်မှာထားခဲတာကြောင့်ကျွန်တော်မျိုးမောင်းထုတ်လို့မရဘူးခုရွှေတင်စာကမြို့ပြင်တင်းချင်းကတရေတွေကိုနန်းသွင်းဥယျာဉ်တော်မှာသူနဲ့ကခုံဖို့ဖိတ်လို့လာကြတာတန်တင်းတင်းအရင်ဘက်ကသူတို့ခုလိုပဲကခုံဖို့လာတာကျွန်တော်မျိုးသားတော့ရွှေတင်စာကရွှေကိုတော်ကငါ့ကိုဆွဲလန်းလို့နန်းသွင်းဥယျာဉ်ထဲကူသွင်းထားတာငါဖိတ်ခေါ်တာဘာဖြစ်လဲသားနဲ့အဲ့လိုပြောတယ်ကာမင်းပြီးရင်တွေ့ရတတဝါစားမင်းအဲ့လိုနာဘာဝတရေတွေနန်းသွင်းထဲဝင်လာတော့ကန်နှိုက်တဲ့တိုင်းသူပြည်သားတွေတရေအစားခံရတာပေါ့ဒီတော့တိုင်းပြည်မှာရုတ်တရက်ယောဂဆန်းတွေနဲ့တေချာထိခိုက်မှုတွေနဲ့တေချာနဲ့တကယ်တော့တရေဖန်းစားတာတစ်ပင်ပေါ်ကကြသေးတာဒီကောင်တစ်ပင်တက်ကြမ်းရထားနဲ့သူကရုတ်တရက်ဇက်ကြိုးပြီးတေတာထိုစဉ်ဘုရင်ကြီးကငါရွှေတင်စာလေးကတော့ငါ့ကိုမစားတဲ့အပြင်ကိုရောင်ပြပြီးသူနဲ့ပြေးတန်းလိုက်တန်းကစားရသေးတေတော်တဲ့သူကိုခုထိဆွဲလန်းပြီးယုံနေသေးတယ်သူခုသူ့ဘဝအစ်စ်မှန်ကိုနန်းသွင်းဥယျာဉ်တော်မှာဖြစ်နေတာနတ်မျက်စိနဲ့ပဲကြည့်လိုက်မန်းအလိုနန်းသွင်းဥယျာဉ်တော်မှာငါရွှေတင်စာလေးဘေကအယုတ်ဆိုးဆိုးတရေကြီးနဲ့ကင်းနေပါလေအဲ့ဒါဘုရင်ကြီးရဲ့ဇနီးရွှေတင်စာရဲ့နောက်လင်းငါဟာသူ့ကိုလွမ်းနေတာသူကနောက်လေယူလို့ဘွားချသွားပြီလေသူနောက်လေယူရမှာပဲပေါ့အရှင်မင်းကြီးကဖုန်ကြီးတဲ့လူဆိုတော့နာဘဝရွှေတင်စာကဲမရလို့နောက်လေယူတာမင်းကြီးကသူ့ကိုဥယျာဉ်တော်တွင်ကူသွင်းထားတော့သူအပြင်ကတရေမိတ်ဆွေတွေခေါ်နိုင်တော့ခုလင်းမာယူပြီးဥယျာဉ်သွဲခေါ်လာနိုင်တာဗောလင်းနမေကတင်းကျိပ်ဘရင်ငအောင်တင်းနဲ့အရင်လင်ကဇေယခင်ဦးတိုင်းပြည်ဘရင်ခုလင်ကလည်းတင်းကျိပ်တကဘရင်အောင်တင်းဆိုတော့ရွှေတင်စင်ကမိဖုရားနှစ်ထပ်ကန်းလေးပေါ့ကဲမင်းမြင်ပြီမဟုတ်လားဒါဆိုရွှေတင်စာကငါ့ကိုဘာလို့ချစ်ဟန်ဆောင်ကိုရောင်ပြပြီးလိုက်တန်းပြီးကစားတာလဲအဲ့ဒါလည်းအကြောင်းဆုံးသိချင်ရင်မင်းကြီးကိုနဲ့နရွက်ဖန်ဆင်းပေးလိုက်မယ်အဝေးကဥယျာဉ်တော်မှာရွှေတင်စာနောက်လင်နဲ့ကင်းနေတာစကားပြောနေတာကိုခုဒီကနေနွားနှစ်ရွက်နဲ့နှစ်ရွက်နဲ့အတိုင်းသားကြားရပြီးနားထောင်ကိုဒီရွှေတင်စာကူရှိတဲ့ဥယျာဉ်တော်ကိုလက်ကဲပေးတဲ့အတွက်ကျေးဇူးပြုစုရှင်လို့ဒီမှာပါစားမလဲနွားသားလားစိတ်သားလားလူသားလားကိုဒီအပေါင်းတင်းတွေကိုတော့ဒီမှာသူတို့ကြိတ်ရဂုတ်ချိုးစားလို့ပြောထားတယ်ဒါဆိုကိုကတင်းချင်းတခါဘရင်အောင်တင်ဆိုတော့တာမန်လူတွေစားတာမစားပဲကိုလိုဖရင်ဖြစ်တဲ့ပြောပလင်းပြောရွှေတင်စာရဲ့အရင်လင်ဘရင်အသားပဲစားချင်တယ်ဟာဒါများသူကရွှေတင်စာကိုခုထိတန်ရောစင်သွဲချစ်နေတော့မို့မနှက်ဖြန်သူ့ကိုရောင်ပြအနာရောက်တာနဲ့ကိုချိုးတက်ပြီးကိုကျွေးမယ်နော်လို့အမလေးငါရွှေတင်စာကိုတေးတဲ့အထိတန်ရောစင်မပြတ်နိုင်ပဲချစ်တာခုငါသိမ့်သူပြီးသားအပြင်ငါပါသူတို့အစားခံရတော့မလို့မဖြစ်ဘူးမနှက်ဖြန်တတိုင်းပြည်လုံးပရိတ်ရွတ်ခိုင်းခုညပဲပရိတ်ရွတ်ခိုင်းပြီးဒီနာဘဝတွေကိုနင်ထုတ်ရမှာပဲဤတို့ဖြင့်ညသွင်းချင်းတိုင်းပြည်တွင်ပရိတ်ရွတ်ကြရာနာဘဝတရေများထပ်ပြေးကြသဖြင့်မနောဓာတုတံတမယုတ်တက္ကသဓမ္မကျမပါပြေးရပြီပေါ့
ရွှေတင်စာကူကြီးဖြက်စီးပြီးသောအခါနန်းသွင်းဥယျာဉ်ပြန်လဲตายရလာကဇေယခင်ဦးတိမ့်သူပြည်သားများလည်းဖျားတရားလိုက်စားကြ၍သာသနာပြန်လဲထွန်းကားလာတော့၏ပြီးပါပြီရှင်ကိုစိတ်နှပြချမ်းသာကြပါစေရှင်